มงไงนะก็ฮักก้ามอนพวกผมไม่ได้เสียแรงแกแล้วเชก็ว่าลุยบนกระโดดไปรีมวยปลอดมันเอาใจมาตอนฮะบ่าก็เปรียงเราเจ็ดหนกหลวงพ่ออุตมะเจ็ดหนกวังกาป่วยมาต่อแล้วဒီနေ့မှာတော့ကျမတို့ channel ကနေထူးခြားစမ်းကြယ်ပြီးဘ ഹു တုတရစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ထိုင်းမြန်မာနယ်စပ်ကတကိုးကြီးဆရာတော်တပါးချစ်တဲ့ဝင်ကဆရာတော်လို့လူသိများတဲ့ဆရာတော်ဦးဥတ္တမထိုင်းလိုလုံဖော်ဥတ္တမအကြောင်းပဲဖြစ်ပါတယ်ရှင်Mani Padme Hum Om Ahum Vajra Guru Padma Siddhi Hum အကြောင်းအရာလေးတွေမပြောပြခင်မှာတော့အခု KKTV Channel လေးကို Like and Follow လုပ်ထားပေးကြဖို့ပဏာမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်ပရိသတ်တို့လေကမ္ဘာအရှိဆုံးတစ်သားတရားကြီးလို့နာမည်ကြီးတဲ့ထိုင်းနိုင်ငံကမွန်တရားကြီးကိုသိကြတယ်ဟုတ်ထိုင်းနဲ့မွန်ဒေတာကိုဆက်သွယ်ပေးထားတဲ့အဲ့ဒီတရားကြီးကိုဦးဆောင်တိဆောက်ခဲ့တာဒီဆရာတော်ကြီးပါပဲရှင်ဆရာတော်ဦးဥတ္တမခေါ်ဝင်ကဆရာတော်ဟာတကိုးဣတိပတ်နဲ့ပြည်ဆောင်တော်မူတဲ့အတွက်ထိုင်းတနိုင်ငံလုံးကြော်ကြားယုံတာမကပဲထိုင်းပြည်မင်းမြတ်ကိုယ်တိုင်ကပါအထူးတလေကိုးကွယ်စည်းကပ်ရတဲ့အထိတကိုးကြီးမားခဲ့ပါ යි ဒါဆိုရင်ဆရာတော်ကဘလို့ပုတ်ကိုထူးလဲဘလို့ထူးခြားစမ်းကြဲတဲ့ဖြစ်ရက်တီရှိခဲ့လဲဆိုတာကိုကျမကအခုပဲပြောပြပေးပါမယ်ရှင်ဆရာတော်ကြီးရဲ့ဇာတိနဲ့ငယ်ဘဝအကြောင်းကိုအရင်ပြောပြရမယ်ဆိုရင်တော့ဆရာတော်ကြီးကို1930ခုနှစ်မှာခမည်းတော်နိုင်ကောင်မဲ့တော်မိထောက်စုတို့ကနေဖွားမြင်ပြီးငယ်နာမယ်ကတော့မောင်အေးမောင်ချက်ပါတယ်ရှင်မွေးချင်း73ယောက်အနက်အကြီးဆုံးအသားဦးယေဒနာပေါ့နော်ဆရာတော်ဟာထိုင်းနိုင်ငံမှာနာမည်ကြီးပေမယ့်တကယ်တော့ဆရာတော်ကမွန်လူမျိုးစစ်စစ်ထပြီးကျမတို့မြန်မာနိုင်ငံရေးမြူနယ်ကမော့ကနိန်းဟွာစားတိပါပဲရှင်အသက်18နှစ်အရွယ်မှာကိုငင်ဝတ်ပြီး1932ခုနှစ်မှာရဟန်းပေါင်ကိုဝင်ရောက်ခဲ့ပါတယ်တထုံမြို့နယ်ဒုက္ခကာရီကျောင်းတိုက်တို့မှာစာပေပရိယတ်တိနဲ့ဝိပဿနာတရားတွေကိုလေ့လာစည်းပိုးခဲ့ပါတယ်ရှင်1948ခုနှစ်လောက်မှာတော့ပြည်ရင်းစစ်တမ်းကြောင့်ဆရာတော်ဟာထိုင်းမြန်မာနယ်စပ်ဘက်ကိုကြွားရောက်တည်တင်းသုံးရခဲ့ပါတယ်ထိုင်းနိုင်ငံကမ်ချနဘူရီခရိုင်စန်ခလာဘူရီမြို့နယ်ကဝင်ကစွာလေးမှာစစ်ပေးရှောင်မွန်ဒေသရှင်လူမျိုးတွေနေထိုင်ဖို့ရွာတီပေးသလိုဝင်ကဝီဝေကာရန်ကျောင်းကိုပူးဆောင်တီထောင်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဆယ်မြောင်းစီမံကိန်းတစ်ခုကြောင့်ရွာဟောင်းနဲ့ကျောင်းဟောင်းရေမြုပ်သွားတဲ့အခါထိုင်းပြည်မင်းမြတ်ကိုယ်တိုင်ကပဲကုန်းမင်ဖော်မှာမြေနေရာပြန်ချပေးပြီးရွာတစ်ကျောင်းတစ်တည်ဆောက်စေခဲ့ပါတယ်ရှင်။1988ခုနှစ်မှာတော့အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာတဲ့စေတီတော်နဲ့ပုံစံတူကြာတန်းတုတ်စေတီတော်ကိုတီထားကိုးကွယ်ပြီးထီးတော်တင်ပွဲကိုလက်ရှိထိုင်းဘုရင်အဲ့ဒီအချိန်ကအင်ရှေမင်းသားကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်တဲ့ရှင်။ကဲအခုပရိသတ်တို့စိတ်ဝင်စားနေမဲ့ဆရာတော်ရဲ့ထူးခြားစမ်းကြယ်တဲ့ဖြစ်ရပ်လေးတွေကိုပြောပြပေးမယ်နော်။ Om Mani Padme Hum ဆရာတော်ကြီးဟာတီလတမာတိနဲ့ပြည့်စုံသလိုမဟာသမယတုံးနဲ့ပရိတ်ကြီးတွေကိုနေ့စဉ်မပြတ်ရွတ်ဖက်ပူဇော်လိရှိပါတယ်။အချိန်ပြည့်ပရိတ်ရုနီတက်လို့စကားပြောချိန်တောင်နဲပါတယ်လို့ဆိုကြပါတယ်။ဒီလိုအစွမ်းတတိတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒန်ဒီယာရီဇာနိဖြစ်ရက်တွေတဲကတစ်ခုကတော့အုံတီးတဲကငားထွက်လာတဲ့ဇလန်းပါပဲရှင်။တခါတုန်းကထိုင်းဘုရင်မင်းမြတ်ကဆရာတော်အမှန်တကယ်တကိုးကြီးမကြီးစမ်းသက်ချင်တာနဲ့ဆရာတော်ကိုအခုလိုလျှောက်ထားမေးမြန်းခဲ့ဘူးတာတဲ့အရှင်ဖေဟာရေရှိရင်ငါးရှိရမေးဆိုတာမှန်ပါတလားဖေဟာလို့မေးတော့ဆရာတော်ကမှန်ပါတယ်တကားတော့လို့မိန့်တော်မူပါတယ်ဒီတော့ဘုရင်ကြီးကဒါဆိုရင်အုံတီးထဲမှာရေရှိပါရက်တာဘာလို့ငါမရှိရတာလဲယူပြန်မေးခွန်းထုတ်တာပေါ့အဲ့ဒီအခါဆရာတော်ကတကားတော့အုံတီးကိုခွဲကြည့်လိုက်ပါလို့မိန့်တော်မူပါတယ်။အုံတီးကိုခွဲလိုက်တဲ့အခါမှာတော့တကယ်ကိုအံ့ဩစရာကောင်းလောက်အောင်အုံတီးတွေကနေငါးတကောင်ခုန်ထွက်လာတာကိုတွေ့လိုက်ရတဲ့ရှင်။ဒီဖြစ်ရဲ့ကြောင့်ဘုရင်မင်းမြတ်ကဆရာတော်ကိုအလွန်တရာအံ့ဩကြည်ညိုသွားရခဲ့တယ်လို့
ပါဇက်ရစဝင်ဒီမှာပြောစပတ်ဖြူကြပါတယ်ရှင်ဒါတင်မကသေးဘူးနော်မိဘအန်တရေကာကွယ်နိုင်တဲ့ဖြစ်ရက်လေးလေးရှိပါသေးတယ်တခါတော့ရွာတရွာမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်တခြားအိမ်တွေမီးထဲပါသွားပြီးမဲ့ဆရာတော်ပုံတော်ကိုကိုးကွယ်ထားတဲ့အိမ်တအိမ်သေးတာမီးမလောင်ပေးကြံရှိခဲ့ပါတယ်တဲ့ရှင်ဆရာတော်ပုံတော်ရှိတဲ့နေရာရောက်ရင်မီးအရှိန်ငင်းသွားတာကိုလူအများတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးဆရာတော်ရဲ့ပုံတော်နဲ့ပတီးတွေကိုလူမျိုးပေါင်းစုံကအဆောင်အဖြစ်ဆောင်ထားကြတာရောင်းမလောက်ပါဘူးတဲ့ရှင်နောက်ထပ်နာမည်ကြီးတာကတော့ကားမောက်တာတောင်အသက်မသေးတဲ့ဖြစ်ရပါပဲဆရာတော်ရဲ့အာဟန်မဥဤဥအမဆိုတဲ့ဂါထာပါတဲ့စတစ်ကာတွေကိုကားတွေဆိုင်ကယ်တွေမှာကတ်လိရှိကြပါတယ်လွန်ခဲ့တဲ့3-4နှစ်လောက်ကခရီးတင်းတန်ကားတစ်စီးမှုတ်ခုံလမ်းကျဲပြီးမတော်တဆဖြစ်ပွားခဲ့ပူပါတယ်ကားတစ်စီးလုံးကြေမွေ့သွားပြီးမဲ့ဆရာတော်ရဲ့စတစ်ကာကတ်ထားတဲ့ကားမို့လို့ခရီးတွေအသက်အန္တရာယ်မရှိဘဲဒဏ်ရာအနှင်းငယ်ပဲရခဲ့ကြပါတယ်ဒါကြောင့်လေဆရာတော်ရဲ့ဂုဏ်သတင်းကပိုပြီးကြော်ကြားခဲ့တာပေါ့ရှင်ဆရာတော်ကြီးဟာလောကီလောကုတ္တရာနှစ်ဖြာစလုံးမှာထူးချွန်ပြည့်စုံလွန်းတဲ့အတွေ့1989ခုနှစ်မှာမြန်မာနိုင်ငံအစိုးရကဆက်ကပ်တဲ့အဘိဓကြအာဂမဟာတက်တန်မဇောတိကဘွေတန်စီတော်ကိုရရှိသလိုထိုင်းဘရင်မင်းမြတ်ကိုရိုင်းကလေ1969ခုနှစ်1980ခုနှစ်1990ခုနှစ်တို့မှာဘွေတန်စီတော်ရီအသီးသီးဆက်ကပ်ပူဇော်ခဲ့ပါတယ်ရှင်ဆရာတော်ကြီးဟာ2004ခုနှစ်ကစသည်ကျမ်းမာရေးချိုးတွဲလာတာမှာထိုင်းဘုရင်ကြီးတီလိခေတ်ရဲ့စောင့်ရှောက်မှုနဲ့စေကူးတမှုခံယူခဲ့ရပါတယ်။ရုံးမှာ3နှစ်လုံးတည်တင်းထုံးခဲ့တဲ့နောက်မှာ2006ခုနှစ်အောက်တိုဘာလ18ရက်မနက်9:22မိနစ်အချိန်မှာတော့ဘဝနှစ်ထန်ပြန်လွန်တော်မူသွားခဲ့ပါတယ်ရှင်။ပြန်လွန်တော်မူချိန်မှာဆရာတော်ကြီးရဲ့တက်တော်ဟာ68နှစ်ရှိပါပြီရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ထိုင်းမြန်မာနယ်ဆက်ကတကိုးကြီးဆရာတော်ဦးဥတ္တမရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင် ရဲ့တန်ကိုင်ပုံမလွန်တာ